ရွာသုံးမှုကြောင့်ကျန်းတန်းတဲ့စခန်းတစ်ခုကိုအေးဒဏ်ကနေလွတ်မြောက်စေခဲ့ပေမဲ့အခြေအနေတွေကဆိုးရွားလုံးနဲ့မနက်9 နာရီမှာသူမဟာရေခဲမက်ကိုကြော်ဖြတ်ပြီးကျွန်းစီကိုတွန်းပို့ခဲ့တဲ့ကြာရှည်စွာရုန်းကန်ပြီးနောက်ဆုံးတောင်တတောင်သူမရှိမှရှိနေခဲ့တဲ့သူမမစင်စားပဲတက်ပြအလင်းစလိုတက်တဲ့ချော်လဲပြီးလဲကျသွားတယ်သူမရဲ့ကြောကပြင်းထန်စွာထိမှန်ခဲ့ပေမဲ့ရှေ့ကိုတိုးဖို့ကလွဲလို့တခြားနည်းလမ်းမရှိပါဘူးသူမဟာကက်ကြီးနဲ့စုပ်ကင်ဖို့စူးစမ်းပေမဲ့ခဏကြာမှပြတ်သွားခဲ့ပါတယ်ပြီးတော့ကြောက်တုံးကိုတတိယပြီးဆွဲထုတ်ကသူမလိုချင်တဲ့ပုံစံဖြစ်အောင်ပုံသွင်းခဲ့ပါတယ်သူမဟာအကွဲကြောင်းလေးကိုညှက်ထည့်ပြီးကျိုးနဲ့တင်းတင်းကြပ်ကြပ်ချီကတောင်ထိပ်ကိုရောက်ဖို့နင်းပြီးပြန်ဆွဲထုတ်ခဲ့ပါတယ်မှန်ပြောင်းကနေတစ်ဆင့်ကျွန်းရဲ့လေရင်ကိုအနီးနားကရေကန်တစ်ခုနားမှာမြင်လိုက်ရပါတယ်သူမဟာကြောက်တုံးများတစ်ချောင်းကိုမြေပြင်ပေါ်မှာချပြီးမိရှို့ခဲ့ပါတယ်ဒါပေမဲ့လေရင်စီကိုရွှေ့ရှားသွားတဲ့အခါကျွန်းရဲ့အတန်ကဝေါ်ကီတော်ကီကနေထွက်ပေါ်လာပြီးဒါဟာစစ်သားတွေမကြာခဏကင်းနေလေးရှိတဲ့နိုင်ငံနိုင်ငံရဲ့နေဆက်ဖြစ်ကြောင်းသိလိုက်ရပါတယ်ထိတ်လန့်တကြားနဲ့သူမရဲ့ခြေထောက်ချော်ပြီးလဲကျပြီးခြေထောက်ကိုပြင်းထန်စွာနာကျင်စေခဲ့ပါတယ်သူမဟာပတီစီပြီးတေးဂီတာကိုနှိပ်လိုက်တာကြောင့်စစ်သားတွေအချိန်မရွေးပေါ်လာနိုင်တာကြောင့်ပါလမ်းမှာအိမ်တစ်လုံးကိုသူမတွေ့ခဲ့ပါတယ်သူမဟာဆာလောင်မှုတိတ်မှုကြောင့်အလွန်အမင်းဆာလောင်နေပေမဲ့သူမရဲ့ရှာဖွေမှုအားလုံးမှာကြာရှည်ပုတ်နေတဲ့အာလူတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်သူမဟာဆာလောင်မှုနဲ့အေးဒဏ်ကြောင့်တနည်းနည်းနဲ့အိပ်ပျော်သွားပေမဲ့တယောက်ရောက်လာနေတာကိုကြားလိုက်ရပါတယ်ကြောက်လန့်တကြားနဲ့သူမဟာထောင်တနေရာမှာပုတ်နေခဲ့ပါတယ်ပြီးတော့စစ်သားတယောက်သူမရှိကိုရှောက်လာတဲ့အခါအပီဟာထိတ်လန့်တကြားနဲ့တစ်ခတ်ခဲ့ပါတယ်ဒါပေမဲ့သူမတဲဆောင်လာတဲ့ကြောက်တုံးတုံးဟာသူနဲ့အတူပါလာတာကိုမြင်တော့သူမအံ့အားသင့်သွားတယ်အဲ့ဒီလူရဲ့နာမည်ကအီဗန်ပါသူ့အသက်ကိုကယ်တင်ဖို့အတွက်သူတို့ရဲ့စခန်းဟာရေကန်နားမှာရှိပြီးအဲဒီကနေလာနိုင်အောင်ကူညီပေးနိုင်တယ်လို့သူမကိုပြောခဲ့တယ်ရွေးချယ်စရာမရှိဘဲနှစ်ယောက်သားရေခဲတွေကိုဖျက်ချော်ခဲ့ကြတယ်ဒါပေမဲ့ရေကန်ကိုရောက်တာနဲ့အီဗန်ပြုတ်ကျသွားခဲ့တဲ့တပေကသူ့ကိုကယ်တင်ဖို့လှည့်ပြီးရေထဲကိုယ်တိုင်ဝင်သွားတယ်သူမလွတ်မြောက်ဖို့အတော်လေးခက်ခဲခဲ့ပြီးနှင်းမုန်တိုင်းတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတယ်အဲ့ဒီနှင်းမုန်တိုင်းကနှွေးထွေးစေဖို့အတွက်သူမကိုစောင်းတစ်ထဲချုံလိုက်တယ်တေးဂီတာပြီးတော့ဂျန်ကအပွဲကိုဇလန်းပြဟောပြပြီးအရာအားလုံးကရှင်းလင်းသွားတယ်သူမကြောက်တုံးကိုတွေ့တဲ့အချိန်ကစပြီးဒါဟာထောင်ချောက်တစ်ခုပါပဲကျွန်ရဲ့လေရင်ဟာလွန်ခဲ့တဲ့65နှစ်ကပြတ်ကျခဲ့တယ်သူ့ဖွဲ့သားတွေတယောက်ပြီးတယောက်တေဆုံးနေတာကိုသူမြင်ပြီးတေးဂီတာကြောက်တုံးလေးကိုပေါင်းစည်းဖို့ရွေးချယ်ခဲ့တဲ့အပေတက်ခဲ့တဲ့တောင်တိုင်းဟာသူ့ရဲ့မှားယွင်းတဲ့အမြင်တွေပါပဲပျက်စီးယိုယွင်းနေတဲ့သူမရဲ့ခြေထောက်ချော်လဲပြီးခြောက်တွေ့နေတဲ့အလောင်းတစ်လောင်းရှိတဲ့ကူတစ်ခုလေးကိုပြုတ်ကျသွားခဲ့တယ်